အခုဒီဗီဒီယိုကြည့်နေတဲ့သူတွေထဲမှာသူမရှိလည်းဖြစ်တယ်ဖြစ်ချင်တယ်ဆိုတဲ့သူတွေများမယ်ဆိုတာကိုကျွန်တော်သိပါတယ်။ဒါပေမဲ့တမိုင်းဆိုတာကတော့ဖြစ်ချင်တာတွေသူ့ဟာသူဖြစ်နေတာမဟုတ်ဘူးဆိုတာခင်ဗျားတို့ကျွန်တော်ဒီနေ့ပြောပြပါမယ်။စစ်ပွဲတွေတော်လှန်ရေးတွေစီးပွားရေးပျက်စီးတာတွေနောက်ဆုံးလူတွေမွေးဖွားတာတွေဒေဆုံးတာတွေအစားမိမိုးဆောင်ရာဒီဥတုတွေလိုမျိုးစပိုင်းတစ်ခုထဲမှာတန်တရားလဲနေတာဆိုရင်ရောဒါကခင်ဗျားတို့ကြည့်ဖို့တဲ့ Time Travel ရုပ်ရှင်တွေလိုမျိုး Marvel ရုပ်ရှင်တွေလိုမျိုးဒါမှမဟုတ်မအေးဝင်းစီစဉ်တဲ့မြန်မာရုပ်ရှင်တွေလိုမျိုးစီစဉ်ကြလောက်တာမျိုးမဟုတ်ပါဘူး။လွန်ခဲ့တဲ့နှစ်ပေါင်းရာစုနှစ်များစွာတည်းကမျိုးစစ်တစ်ခုပြီးတစ်ခုထပ်တလဲလဲဖြစ်ခဲ့တဲ့အရာတွေဖြစ်ပါတယ်။ကျွန်တော်ဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့ Fort Tanning လို့ခေါ်တဲ့တမိုင်းဆောက်ပိုင်းတစ်ခုကို၄ပိုင်းပိုင်းလိုက်ရင်နောက်ဆုံးကြုံရမယ့်အပိုင်းဖြစ်ပါတယ်။စိတ်ဝင်စားလားစိတ်ဝင်စားရင်အဆုံးထိဆက်ကြည့်မယ်လို့မျှော်လင့်ပါတယ်။တမိုင်းဆိုတာနှစ်80တိုင်းမှာထပ်တလဲလဲဖြစ်နေပါတယ်ဆိုတဲ့ theory တစ်ခုရှိပါတယ်။အဲ့ဒီ theory ဒါမှန်မယ်ဆိုရင်လာမယ့်10နှစ်ကလူသားမျိုးနွယ်တွေရဲ့အနာဂတ်ကိုဆုံးဖြတ်ပေးတော့မှာဖြစ်ပါတယ်။ကိုယ့်ရဲ့အနာဂတ်တစ်ခုလုံးမမတွေကိုဆုံးဖြတ်ခွင့်ပေးထားတဲ့မမရဲ့မောင်လေးကတော့ဒီဗီဒီယိုကိုဆက်မကြည့်လို့ရပါတယ်။ဟဲ့စပါ။ကိုကစားပြီးတော့အတီးပြောပြပါမယ်။1990ဝန်းကျင်လောက်ကတမိုင်းပညာရှင်တွေဖြစ်တဲ့ William Strauss နဲ့ Neil Howe တို့က Fort Tanning စတုတ္ထမြောက်အလှည့်ပြောင်းလို့ခေါ်တဲ့စာအုပ်တုပ်ကိုရေးခဲ့ပါတယ်။သူတို့ရဲ့အဆိုကတော့ရှင်းပါတယ်။တမိုင်းကရာသီဥတုတွေလိုမျိုးစော်ဝိုင်းလိုပတ်တန်တစ်ခုနဲ့သွားနေတာတဲ့။တမိုင်းစော်ဝိုင်းတစ်ခုစီကလူသားတွေရဲ့ဘဝတက်တန်ဖြစ်တဲ့နှစ်80ရာနေ100ကြားကြာမြင့်တယ်လို့ဆိုပါတယ်။အဲ့ဒီစော်ဝိုင်းတစ်ခုစီမှာရာသီဥတု၄ခုလိုမျိုးအလှည့်ပြောင်း၄ခုပါဝင်ပါတယ်တဲ့။ပထမအလှည့်ပြောင်းသူကတော့ຫນွေဦးနဲ့တူပါတယ်။အဖွဲ့အစည်းတွေကခိုင်မာအားကောင်းလာတဲ့အချိန်သူတွေကကောင်းမြင်စိတ်တွေများပြီးတော့ပြန်လည်တည်ဆောက်မှုတွေပြုလုပ်ကြတဲ့အချိန်ကာလပိုင်းခြားဖြစ်ပါတယ်။ဒုတိယအလှည့်ပြောင်းကတော့နေရာတွေနဲ့တူပါတယ်။ဖွဲ့စည်းတွေကမေကွန်းထုတ်ခံရပါတယ်။ဒီကျင်းမှုတွေထုံးနှင်းတွေကပုံစံခံရပါတယ်။လူတွေကလည်းနည်းနည်းတက်ကြွလှုပ်ရှားမှုတွေလုပ်လာကြပါတယ်။တတိယအလှည့်ပြောင်းကတော့စောင်းရည်နဲ့တူပါတယ်။အဖွဲ့အစည်းတွေအားနည်းလာမယ်။လူတွေကတကူကောင်းဝါဒတွေများလာမယ်။အစိုးမြင်စိတ်တွေများလာပါတယ်။တရားခွက်လုံးဝူးရှူရတယ်ဖြစ်ကုန်ပဲ။နောက်ဆုံးစတုတ္ထအလှည့်ပြောင်းကတော့စောင်းရည်နဲ့တူပါတယ်။စစ်ပွဲတွေဖြစ်မယ်တော်လှန်ရေးတွေဖြစ်မယ်ဒါမှမဟုတ်ပြိုလဲမှုတွေဖြစ်ကြတယ်။ဆောင်းရည်ပြီးရင်တော့မျိုးရည်ပြန်ပြီးတော့ရောက်လာပါတယ်။ဒီလိုနဲ့စာဝိုင်းကပြန်ပြီးတော့လဲသွားပါတယ်။ရိုးရှင်းတယ်လို့တော့ရှိပါတယ်။ဒါပေမဲ့ကြောက်စရာကောင်းတဲ့အချက်က Strauss နဲ့ Howe တို့ကအနောက်နိုင်ငံတွေရဲ့တမိုင်းကိုလွန်ခဲ့တဲ့နှစ်ပေါင်း900လောက်ကိုပြန်ပြီးတော့လေ့လာခဲ့တဲ့အခါမှာအဲ့လိုပုံစံတိုင်းပဲကြောက်စရာကောင်းအောင်တိကျမှန်ကန်နေအောင်တွေ့ခဲ့ရပါတယ်။ Okay အဲ့ဒါဆိုရင်ဒီ theory ကိုစမ်းသပ်ကြည့်အောင်ပါ။ American တွေတောင်မှပဲတမိုင်းထဲမှာဗြိတိရှအုပ်ချုပ်မှုအောက်ကိုရောက်ခဲ့မှုပါတယ်။နေချက်ဗြိတိရှအောက်ကိုရောက်နေတဲ့ American တွေကသူ့ကြော်မခံဘူးဆိုပြီးတော့1980 1980လောက်မှာစပြီးတော့စန့်ကျင်ပုံနေကြပါတယ်။ရလက်အနေနဲ့ကတော့ American ပြည်အောင်စုနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုပေါ်လာပါတယ်။ပြောမယ်ဆိုရင်စဝိုင်းတစ်ခုရဲ့အစတစ်ခုဖြစ်လာပါတယ်2000 years later အဲ့ဒီလိုနဲ့နောက်နှစ်ပေါင်း80လောက်ကြာမှာတော့ American ပြည်တွင်းစစ်စပြီးတော့ဖြစ်ပါတယ်။နိုင်ငံအစစ်စစ်မှကွဲသွားပြီးတော့ဂျော်စနစ်ကတော့ဖျက်သိမ်းခဲ့တယ်ဒါပေမဲ့လူပေါင်းများစွာတည်ဆုံခဲ့ပါတယ်။ပြည်တွင်းစစ်ကြီးပြီးသွားပြန်တော့နောက်နှစ်80လောက်ကြာမှာမြေနှစ်ခါနာဆိုလိုနောက်ထပ်စီးပွားရေးပြိုလဲမှုတစ်ခုထပ်ပြီးတော့ဖြစ်ပါတယ်။ကမ္ဘာစစ်ကြီးနဲ့လည်းကြုံပါတယ်။လူတွေတန်းပေါင်းများစွာတည်ဆုံခဲ့ပါတယ်။အဲ့လိုနဲ့ပြပုံကြီးခြုံငိမ့်သွားပြီးတော့နောက်ဆုံးမှာ American ပြန်ပြီးတော့ဥမော်လာပါတယ်။ Make American Great Again ပြန်ပြီးတော့ကြွေးကြော်ကြပြန်ပါတယ်။စတာပါ Make American Great Again နျူကလ িয়ার လက်နက်တွေလည်းပေါ်လာပါတယ်။ကျွန်တော်တို့တော်တော်များများသတိမထားမိတာကတော့အခုကဒုတိယကမ္ဘာစစ်ကစကြည့်မယ်ဆိုရင်အနည်း80လောက်ကြာခဲ့ပါပြီ။ဆိုလိုတာကတော့အခုချိန်ကစတုတ္ထမြောက်အလှည့်ပြောင်းတွေကိုဝင်ရောက်နေပါပြီ။ဘာဖြစ်လာမလဲဆိုတော့ဘယ်သူမှမပြောနိုင်ပါဘူး။ရှေ့ဆက်ဘာဖြစ်မလဲဆိုတာကိုလည်းမသိနိုင်တဲ့အချိန်ကာလတစ်ခုမှာကိုချစ်တဲ့သူတွေကိုတော့သွားပြီးတော့ချစ်တယ်လို့မပြောနိုင်တဲ့ကောင်တွေကတော့အရင်ကဝမ်းနေဖို့ကောင်းလို့လာပါတယ်။အဲ့တော့မဆိုင်လိုက်မပြောတာပဲကောင်းမယ်ထင်ပါတယ်။မစနဲ့ကွာ။ငိုချင်းလာပြီ။ Strauss နဲ့ Howe တို့က2000ခုနှစ်အလယ်လောက်မှာအမေရိကဟာနောက်ထပ်စတုတ္ထအလှည့်ပြောင်းတွေကိုဝင်ရောက်မယ်လို့ခန့်မှန်းခဲ့ပါတယ်။အဲ့နောက်မှာကျွန်တော်တွေ့ခဲ့ရတာက2008ခုနှစ်မှာဘန်နာရေးကျတဲ့ဖြစ်တယ်။ကမ္ဘာလုံးဆိုင်ရာနိုင်ငံရေးမကြေမတက်မှုတွေဖြစ်တယ်။လူမျိုးရေးခွဲခြားမှုတွေဆန္ဒပြမှုတွေမြင့်တက်လာပါတယ်။2009ခုနှစ်မှာအားလုံးသိကြတဲ့ H1N1 ကပ်ရောဂါကအမေရိကကိုရောက်လာပါတယ်။အဲ့ချိန်နဲ့တပြိုင်တည်းမှာပဲတရုတ်နဲ့စစ်ရေးတိုက်ပွဲတစ်ခုကလည်းစတင်နေကြပြီဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ကမ္ဘာလုံးဆိုင်ရာခြုံကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့မှာအစိုးရပဲရှိရလားဆိုတော့လည်းမဟုတ်ပါဘူး။ဘာမှလုပ်လို့မရဘူး။ဘာမှလုပ်လို့မရတော့ဘူးကွာ။ဘာမှလုပ်လို့မရတော့ဘူး။မုံတိုင်းပြီးတော့လို့ရှိရင်လေပြေလာစမြဲဆိုတာလိုမျိုး
မောင်မိုက်တဲ့ညာကြီးတစ်ခုပြီးသွားတဲ့အခါမှာကျွန်တော်တို့ရောင်းနေလာတယ်ဆိုသလိုမျိုးစတုဒ္ဓအလဲအပြောင်းပြီးတဲ့အခါမှာပြန်လည်မွေးဖွားခြင်းနဲ့အဆုံးသတ်ပါတယ်။ဗျံပရာတွေပြီးသွားရင်တစ်ခုခုတော့ပြန်ပြီးတော့အသစ်တိဆောက်ရစမြဲဖြစ်ပါတယ်။ဆိုတော့အသေးကွဲတဲ့သူတွေကလည်းကျွန်တော်တို့ဆိုင်းဒီဇိုင်းတခြင်းလိုမျိုးပဲအချစ်တစ်ခုတော့ပြန်လည်မွေးဖွားရမှာဖြစ်ပါတယ်။တမိုင်းကကျွန်တော်တို့ရဲ့အနာဂတ်အတွက်ဆုံးဖြတ်မပေးပါဘူး။ဖြစ်တဲ့သဘောတဘာဝနဲ့သင်ခန်းစာတွေပဲပေးတာဖြစ်ပါတယ်။အခုချိန်မှာကျွန်တော်တို့ဘလို့အပင်ကိုစိုက်ပြီးတော့အနာဂတ်မှာဘလို့အရေးကိုခံစားမလဲဆိုတာကျွန်တော်တို့ရဲ့ရွေးချယ်မှုတတ်တာဖြစ်ပါတယ်။ဇုံဒီနားထောင်ပေးတဲ့ Burmese Voice Note ပရိသတ်တွေကိုကျေးဇူးတင်ပါတယ်ဗျာ။ကျွန်တော်နောက်ထပ်ဗီဒီယိုမှာစိတ်ဝင်စားဖို့အကြောင်းအရာတွေပို့ပြတာရဖို့အကြောင်းအရာတွေလည်းဆုံးတွေ့ပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်